KDBD တမ်းမှကျောင်းသားကျောင်းသူများမှလောကအာမန်တခြင်းဖြင့်ကပြဖျော်ဖြေမှာပဲဖြစ်ပါတယ်ခင်ဗျာ
လက်ကိုဩဝါဒများနဲ့ချင်းပြပေးပါခင်ဗျာ သာသမီတို့မှတ်တမ်းတပ်ဖို့ယူရမယ်